မင်္ဂလာပါကဲကျမဆွဲတယ်လို့ဆွဲကြိုးလေးเนาะဒီမှာဘလင်းဆွဲကြိုးလေးနည်းနည်းစောင်းနေပြီးတဲ့ပြီမယ်ဒါလေးကိုဘယ်လောက်လဲဆိုတော့4သိန်းနဲ့ဘယ်လောက်လဲမဖြစ်ဒါလေးကအောက်ကအပြားလေးပါလေအောက်ကအပြားလေးက4သိန်းနဲ့တဲ့2000နဲ့ယူတဲ့ကျမဆွဲတာเนาะတစ်ချက်ကျော်ပြပေးမယ်4သိန်းနဲ့2000ယူပါအပေါ်ကလေးကကြတော့4သိန်းနဲ့9000နဲ့ယူပါเนาะအပေါ်ကပေါ်လုံးပါတဲ့ဆွဲကြိုးလေးက4သိန်း9000ပါရှင်ကျိုးကမတူဘူးเนาะနောက်မှအချက်တွေပါတယ်တမင်နောက်ကိုစုပ်ထားတာเนาะအရှိကြီးเนาะကျိုးမတူပါဘူးရှင်လူကြီးဝတ်18လက်မှဖြစ်ပါတယ်โอเคအဲ့တော့ပါကဲဒီမှာကြည့်အောင်8တော့လို့ဟို16သိန်းရယ်18သိန်းရယ်စောနာကမတက်ပြတယ်3သိန်း4သိန်း5သိန်းရ 80k အခုကလေးကတော့15ပဲကြီး16သိန်းရှိမယ်18သိန်းရှိမယ်ငှားလိုက်တာသူ့ကိုကြည့်လိုက်တယ်ဆိုတာနဲ့အထက်ကြီးက6ပဲဝန်းကျင်လောက်ရှိ6ပဲတို့เนาะတမတ်သားတို့ဝန်းကျင်လောက်ရှိရဲသိုးတော်ညာလဲ16သိန်းနဲ့18သိန်းနဲ့ဟောဒီလိုကြွားကြွားကြီးဆွဲရမယ်15ပဲကြီးကျိုးကြီးဖြစ်ပါတယ်ရှင်โอเคပါတို့ဆွဲကြိုးလေးကိုမတက်ကဘလောက်ကန်ထုတ်တာဆိုတော့4သိန်းနဲ့2000 4သိန်း3000ဝန်းကျင်ပေါ့နော်အဲ့ဒါလေးကိုကျွန်မဒီမှာထုတ်ထားတယ်ချက်ကျော်ဒီမှာလေးပါဒါမျိုးလေးပါဒါကတော့15ပဲကြီးပါနော်တစ်ချက်ကျော်ပါတယ်ရှင်အဲ့လိုကြိုးမျိုးကိုတဲလေးတို့က4သိန်းကျော်နဲ့ဆွဲရမှာဆိုတော့မတက်ဘူးလားအဲ့ဒီမှာနော်โอเคနေပြီးတော့လက်ဝေးမျိုးဟောင်းတော့ရှက်ပါဖះရှိကတက်ထုတ်ရွှေတိုင်းဖြစ်ပါတယ်ရှင်ဟိုဟာဆိုင်လဲမတက်တို့ဒါဖွင့်ရောင်းတာဖြစ်တဲ့အတွက်ရွှေလုံးလေးရွှေကဲလေးတွေเนาะတီလို့ရီလို့ရတယ်ရောင်းလို့ရတယ်ဝယ်လို့ရတယ်အပေါင်ရတယ်အလဲတဲ့ရတယ်ကြိုက်တယ်လို့ဆိုင်ဖွင့်ပြီးရောင်းပေးတာဖြစ်တဲ့အတွက်ကြိုက်တယ်လို့တဲလေးတို့ဝယ်ယူနိုင်ပါတယ်ရှင်ကျိုးဆိုလို့ဒါလေးကကြတော့ကျိုးရှည်ထားတာဒါလေးကတုတ်တုတ်လုပ်ပေးတာကြိုက်တာယူ17သိန်း5000 17သိန်း5000ကလေးကျိုးပြပေးအောင်ဆိုလို့ဒီမှာလေး17သိန်း5000ကလေးကျိုးလေးနော်17သိန်းနဲ့5000ပါရှင်โอเคဒီမှာရှစ်တော်လေးတို့နော်2000တရ2000တရ3သိန်း9000ရှင်းပြပေးမယ်နောက်ဗီဒီယိုဆက်လက်ကြည့်ပေးโอเค